လေးငယ်ဟာအိမ်ခေါင်မိုးပေါ်မှာစော့ကစားနေရင်မတော်တဆမှုတစ်ခုရုတ်တရက်ဖြစ်ပွားခဲ့ပါတယ်။ကံကောင်းထောက်မစွာနဲ့ပဲသူဟာလက်ရန်ကိုအချိန်မီဆွဲထားနိုင်ခဲ့ပေမဲ့အောက်ကိုငုံကြည့်လိုက်တဲ့အခါအမြင့်ကြီးဖြစ်နေတာကြောင့်ကြောက်လန့်တကြားအော်ဟစ်ပါတော့တယ်။အဲ့ဒီအချိန်မှာပဲလူတစ်ယောက်ကသူ့ကိုကယ်ဖို့အမြန်ပြေးလာခဲ့ပေမဲ့ကလေးရဲ့လက်ကချော်သွားပြီးပြုတ်ကျသွားပါတယ်။ဒါပေမဲ့အောက်မှာလန့်ထားတဲ့အိယာခင်းတစ်ခုပေါ်ကျသွားတာကြောင့်အရှင်ရော့သွားပြီးရုပ်မြင်သံကြားအင်တင်နာတိုင်ကိုလန့်ဖမ်းမိခဲ့ပါတယ်။သူဟာအင်တင်နာကြိုးကိုခြေထောက်နဲ့ပတ်ပြီးအားပြုဖို့စူးစမ်းခဲ့ပေမဲ့ခဏအကြာမှာပဲထပ်ပြီးချော်ကျသွားပြန်ပါတယ်။ခြေထောက်မှာပတ်မိနေတဲ့ကြိုးကြောင့်သာမြေပြင်ပေါ်ကိုတန်းကျမသွားပဲလေထဲမှာစောက်ထိုးကြီးတွဲလောင်းဖြစ်ပြီးအကူအညီတောင်းနေခဲ့ရပါတယ်။သူ့ရဲ့အော်ဟစ်တန်ကိုကြားတော့မိခင်ဖြစ်သူကကဲတင်ဖို့အပြေးလွှားထွက်လာခဲ့ပါတယ်။သူမဟာပြတင်းပေါက်ကနေကိုပြင်ထုတ်ပြီးကလေးရဲ့ခြေထောက်ကိုလန့်ဖမ်းဖို့စူးစမ်းခဲ့ပါတယ်။ဒါပေမဲ့ဖမ်းမိကနီးမှာပဲအင်တင်နာတိုင်ကကျိုးသွားပြီးကလေးကထပ်မံပြုတ်ကျသွားပြန်ပါတယ်။ဒါကိုမြင်လိုက်ရတဲ့မိခင်ဖြစ်သူဟာထိတ်လန့်လုံးလို့ထိုနေရာမှာတင်မေ့လဲသွားပါတော့တယ်။ကံကောင်းကျင်တော့ပြုတ်ကျနေတဲ့အချိန်မှာအင်တင်နာကျိုးကအဝတ်လန်းကျိုးနဲ့ထပ်ပြီးညီးတွယ်သွားတာကြောင့်ကလေးငယ်ဟာလေထဲမှာဟိုဘက်ဒီဘက်ရိမ့်ထိုးပြီးတဖန်ပြန်လဲတွဲလောင်းခုနေရပြန်ပါတယ်။အဲ့ဒီအချိန်မှာပဲဖခင်ဖြစ်သူကအိမ်ပြန်ရောက်လာပါတယ်။သူ့သားလေးအနေနဲ့ကြုံနေတာကိုမြင်လိုက်ရတဲ့အခါသူဟာအမြန်ဆုံးပြေးသွားပြီးနောက်ဆုံးမှာတော့သားဖြစ်သူကိုဘေးကင်းကင်းနဲ့ကယ်တင်နိုင်ခဲ့ပါတော့တယ်။